တီငါစေလေဝေဒနာကိုလေပို့ပို့ကဆိုးစေတယ်ရှိရေးဆွဲလွမ်းငါဝမ်းနေစရာနေဝေးတော့ပွဲမတရားပြတွေကိုရေးသူချောင်းလေးတွေလွမ်းစာစီနေနေကိုဝေးချနာတွေလွမ်းနေတာသူတီပါစေလေခွာချိန်တွေကြံခဲ့တဲ့မြေချမ်းသူရဲ့ပြန်ဆောင်လာရဲ့အတွက်ကြောင့်ဤဝေဘွားခိပြတဲ့ရှောင်းတို့တယောက်ရှောင်းလန်းဖို့ပါလေဘဝနဲ့ချစ်သူလေးရဲ့ကြွေလာမဲ့မျက်ရည်စားတွေတကယ်တော့လှမ်းဝေးတဲ့ချိန်လွမ်းလေးနဲ့ဖြည့်သိမ်းကြမယ်လေဖြစ်သေးစရာဆိုပါရင်ကွယ်